ကိုခိုးတော့ဘူးပဲထင်တော့ဟာကြောက်တပည့်ကျော်မင်းရဘာလုပ်နေဒီနာခဲလုံးလေးနဲ့ရီးနေတယ်အစီရလေအော်မင်းတော်အားနာပေါ့မနေ့ကသာကိုဘာဝယ်ပြီးရောဟာဗရိတ်ဖဝယ်ပြီးလားဘယ်ကပတ်စံရှိလို့တပည့်ကျော်ဘယ်ကတော့ဝယ်ရမှာဟာမင်းရလေကွာတို့ထုံးစံတိုင်းချက်ကြီးဆိုင်အကျွေးတော့ပဲပေါ့ဟိုမှာငါမမနိုးလို့စားကြမရှိပြောခံနေအောင်မယ်ချက်ကြီးဆိုင်လို့ပြောတယ်ရွာလေးကဒေါ်မှုဆိုင်ရှိတော့ပြတ်မချောင်ကျဲပေးရရွေးနေများလို့ဟုတ်တာအားကြီးကိုကျွန်တော်တခုလောက်တော့ပြောပါဦးပြောကွာကျွန်တော်နေရမရှိစားရမရှိလို့အားစိတ်ရှိမှတပည့်လာတယ်နေရတော့ဟုတ်ပါစားရနဲ့တိတ်မမှန်ရင်တော့အားကြီးမင်းရလေကွာငါလည်းကြိုးသွားတာပဲအခုလောတယ်မနေ့ကဘယ်လိုလုပ်အောင်ဒီဟိုအကြီးကနိုးလာဘလူးဆိုင်တရုံမှာသိလားရှင်တို့အဲ့ဘာလုပ်နေကြတွေ့လားဟောတော်အားရနာပေါ့မဟုတ်ပါဘူးစကားပြောနေလေကျမတို့မနှက်စားမမဟောအဲ့ကသူ့အခုဝယ်ခိုင်းနေတာမင်းမဟုတ်တယ်ဘာမှဝယ်ခိုင်းတယ်လို့နဲ့ရှင်တို့ကအခုရွာထဲကိုသွားအလုတ်လုတ်ခဲ့တပြားမှမပါအိမ်ပြောင်းမလာနဲ့နော်ရအခုလိုပြရတဲ့ကြိုးကြည့်လို့ကြောင့်တတိတော်မရဲ့ရဲနာအများကြီးတိုးပါလာပါသည်ငယ်ရှင်မမဒီနေ့ရွာထဲမှာအချိန်သွားเสียရှိတယ်ဟုတ်ငါပစ္စည်းတေချာစောက်ရှောက်တော့ဩမရဲ့စိတ်ဓာတ်ချလိုက်ပါတရွေးတော့မရော့စီနဲ့မရောစရာစိတ်ချက်သိမောင်းလေးအောင်ရောစရာဖြစ်သေးပါဘူးဒီငါရဲ့တော့စစ်အောင်ပါအဲ့ဒီနေနာပြီတော့ဒီချာတော့ဟင်အငယ်လားကျန်းမကြီးလောင်းညံအော်မိုင်းဘယ်လိုလဲဒီမှာငါရဲ့နာရီတခုမှမရှိတော့ဘူးတခုမှမရောဘယ်တော့လဲခေါ်လာပြောင်းကြောင်ရတော့ခေါ်လာကိုတူကြီးရေကိုတူကြီးမဖြစ်တာလေမဖြစ်တာငါရဲ့နာရီတခုမှမရှိတော့ဘယ်တော့လဲဒီကလည်းမသိဘူးအိမ်ကိုဘူးမလည်းမလာဘူးအိမ်ကိုဘူးမလာရင်ဘယ်တော့ငါရဲ့နာရီကအိမ်ကိုဟိုတနေ့ကအမတရားစကန်သွားတဲ့နေ့တုန်းကလေအောင်ကြီးတို့ဘက်အလူခံဆိုပြီးအိမ်ကိုလာနေတယ်ဟုတ်တယ်လုံးတော့ငါရဲ့နာရီညနေမှဖြစ်မယ်လို့ဒီလိုကိစ္စဆိုတာရွာထဲမှာနက်ဆက်ရှိတဲ့လူမှလုံနိုင်အဲ့တော့ဟိုကြော်ကြီးတို့ဆရာတပည့်ညောက်တော်တော်နက်ဆက်တယ်တို့ကိုဒီကိစ္စဆုံနှန်းခိုင်းရမယ်လို့အဲ့ဒါငါရဲ့နာရီတော့လီယိုနာမရဲ့ပစ္စည်းငါမစလေးကတော့ရခုတော့လည်းငါအပန်းမကွာမဘုံဝင်လို့ငါလို့ပြေဘုံဝင်လို့ကြပါဦးဖះမောင်ကျွတ်မင်းဆရာရှိလားရှိပြီဘာလို့မဘာလို့မင်းနဲ့ပြောမှာမဟုတ်မင်းဆရာကိုခေါ်လိုက်အလုပ်ကိစ္စလို့ပြောလိုက်ငါတရားစောင်းနေမယ်တော့အားစီအေးရှိမှာသူကြီးအောင်နေရဲ့ဘာကိစ္စလဲအလုပ်ကိစ္စလို့ပြောတာဟာဒီထဲကိုခေါ်လိုက်တော့မိမယောက်ျားကိုခဏထားတော့မနေပြီနော်ပြကြပြန်နှိပ်ပြမှာဟာနှိပ်ပေးမှာဗောဒီမှာအလုပ်ကိစ္စစကားပြောလာဟဲ့လာရတော့ရောက်သူမင်းလာမယ်ဆိုတော့ငါကြိုသိနေတယ်ကွာမြန်တယ်ဘာလို့ကူထားလို့လဲဟုတ်ပါဘူးသူလာပြောလို့ဟုတ်ကွာငါမပြိုကြီးလေအခုဟာတွေပြောက်လို့တဲ့သူ့ဟာဘာပြောက်တာတော့လုံးဝလက်စားတွေပြောတာနေရလေလုံးဝလက်စားလို့ထည့်ပြောပါလားမင်းကလုံးမဲ့လူမရှိဘူးဘလို့ကြီးတော့ဒီမှာငါမင်းမရှိတော့မဟုတ်ဘူးလေမင်းကပြောဒီစုံစမ်းမင်းမဲ့လူမရှိတော့ဘူးမင်းမဲ့ဒီမှာနက်ဆက်ရှိတာစကားပြောရှင်းတော့လို့ပြောပါမင်းဒီကနက်ကမမှန်းအောင်ဆိုမှာအခုငါဘာလို့ပြန်အောင်ပြောမင်းကလည်းတရားခံလေးပါလေစုံစမ်းမေးဦးလေဒါဆိုမင်းတို့လည်းမနေနိုင်ဘူးဟဲ့မင်းငါအတွက်ကလေမျိုးမြတ်မှာရမှာနော်ငါအားရမဟုတ်ဘူးမအားရချာလုပ်ပြရမှာအားရလာပါဟိုမှာလောနေပြီသူ့ရဲ့ပစ္စည်းတွေကပြောင်းနေပြီတော့လာပြန်တော့နှိပ်ပြီနော်နာမနေလောကိစ္စပေါ်လာဒီပါကွာကဲလိုက်ရှာတို့ညလာလို့ဟ
ငါမှလေရဲနာရီပြောက်လို့စိတ်ဆင်းရဲပါဆိုနေရတော့အစားတော့မပြောက်ဘူးပြောတော့ဧည့်သည်လာရင်ကျွေးမလို့လည်းမပါမရှိတော့ ငါရဲ့ဒီမှာဒါဆရာကျော်ကြီးဒါသူတစ်ပက်မောင်မောင်ကျွတ် ထိုင် ဒီကိစ္စကိုသူတို့လုပ်ပါလိမ့်မယ် ပြောဘာဖြစ်လဲ အော် तू ကငါပြန်မေးနေရဲနာရီပြောက်လို့ငါလားနင်တို့ ဟောစုံစမ်းပေးရမယ်ပေါ့ ဟုတ်တယ်ဟုတ်တယ် စုံစမ်းပေးမယ်စုံစမ်းပေးမယ်ဒါနဲ့အမအမေနဲ့မတူလဲ ငါမင်းနာမည်တန်တန်အေးခါရချောရလေ အမအဖေနဲ့မရော ဦးအေးတောင်းရှောင်းကုန်နေစမ်းမအောင်ငါကရဲနာရီပြောက်လို့နင်တို့အမှုအပ်တာလေနင်တို့ကငါ့ကိုပြန်စစ်နေတော့ငါအဲ့ရဲနာရီဖိုးတာလားဟဲ့ အဲ့ဒါကြောင့်မင်းတို့ပြောတာနင်းနေလို့ အာသိကြီးပြောတာလုံးဝကိုမပြောရသေး စားတော့ပါလား ဟုတ်ပြီဒေနာပစ္စည်းတွေပြောက်တာဘယ်နည်းလောက်ရှိ ၄ရက်လောက်ရှိပြီငါတရားစခန်းတော့နေလို့ပြောက်တာလေ ဒီလေးရအတွင်းကိုအိမ်ကိုအဝန်ထက်တွေရှိ ရှိတာပေါ့ဗျာဟိုကောင်းလေးအောင်ကြီးတို့ကွအလူကန်းဆိုပြီးလာသေးတယ် ကြီးရမှာကို ဟောတော့အဲ့တော့ကျွန်တော်ကဒီပစ္စည်းတွေကိုတွေ့အောင်ပြန်ရှာပေးရမယ်ပေါ့ ဩရှာပေးစီကျွန်တော်အားကိုးလို့အပ်တာလေဟဲ့ အားကိုးရတယ်အားကိုးတော့မရဘူးလေဗျာ% နဲ့ဘယ်လောက်ရမလဲ အမလေးငါရဲနာပစ္စည်းအတွေ့အောင်ရှာခဲ့နင်တို့20%ပေးမယ် โอเคစိတ်ချအမရဲ့ရေနာပစ္စည်းကိုကျွန်တော်နောက်9ရက်တွေ့အောင်ပြန်ရှာပေးမယ်ဟုတ်ဒီရက်ပိုင်းတွင်မှာကျွန်တော်လိုရင်လိုအမရဲ့မှာတာပြီးတော့စစ်ဆေးတင်တာစစ်ဆေးမယ် အမလေးကြိုက်တယ်လို့စစ်ငါပစ္စည်းကမြန်မြန်ရပါလိမ့်တော့ ဟုတ်ပါမလား9ရက်တင်နေဆရာရဲ့ မင်းကမယုံလား အယုံယုံ အေးဒီရက်ကောင်ငါသိနေတယ်လို့ပဲ အားကိုမရသေးတော့ဗျာ ဟုတ်စားတော့ပါလား ရောက် မြန်လေးတော့မြန်လေးတော့ ဟဲ့ငါတပည့်ဒီအမှုကငါတို့ထင်တယ်တော့လုံးဝမဟုတ်တော်တော်နိုင်နေလာပြီ စကနိုင်အောင်လို့တော့ဒီချက်ဖြစ်တော့ခေါ်လိုက် ခွဲကွာ ဟဲ့အောင်ရ အားလုံးရ မင်းတို့သုံးအောင်ငါဆရာတွေ့ကြလို့ ဘာကိစ္စတော့ အပြိုကြီးပစ္စည်းပြောက်တဲ့ကိစ္စပါမင်းတို့သုံးအောင်မသိငါလို့ ပြောရေးပစ္စည်းပြောက်တာငါအောင်နဲ့ဘာဆိုင်လို့ ဆိုင်တာမဆိုင်တာငါမသိဘူးကွာအပြိုကြီးကငါတို့လုံးအပ်ထားတယ်အဲ့ဒါကြောင့်မင်းတို့သုံးအောင်လိုက်ခဲ့ကွာ လိုက်မယ်ဆိုင်တွေ့မယ်ကွာ ဆရာပါလိုက် ဟဲ့အောင်မင်းတို့တော့ငါမေးစရာရှိတယ်မင်းတို့အပြိုးရင်ကိုဘယ်နည်းရောက်သေးလဲပြီးခဲ့တဲ့3ရက်လောက်ပါကွာဘာသာလို့လဲရရတာငါအလူသွားခံတာလေမင်းတို့တော့အဲ့အပြိုးအိမ်မှာဘယ်လိုရှိတော့ ဘူးမှတော့မရှိဘူးကွာအဲ့အိမ်မှာအပေါက်ကြီးလက်နေလို့တော့မှာငါပြန်ပိတ်မယ်လို့တဲ့လို့ပေါ်ကောင်တူကြီးတွေ့လိုက်တယ် သူကြီးအောင်မူးမှန်လား အဲ့ကောင်ပုံမှန်ကြီးတိတ်တော့မမှန်ဘူး ဟဲ့ရအားတော့ပဲငါထင်တဲ့အတိုင်းတော့ဖြစ်လာတော့ ဆရာထင်တဲ့အတိုင်းတော့ဖြစ်ပြီထင်တယ် ကျေးဇူးပါကွာရောက်နေဟုတ်လဲငါတို့ကူညုံတော့အေးပါကွာโอเคငါတို့ပဲမောင်ကျွတ် ရ ဒီအမှုကလေထင်းသလောက်မလွယ်ဘူးကွာ မင်းနဲ့နေလို့လား ဒါပေါ့ဒီအမှုမှာငါမတင်ငါ2ဦးရှိတယ်ကွာ အစုရေ အောင်ကြီးတို့ဖွဲ့ဟိုကောင်သူကြီးဆိုတဲ့ကောင် အောင်ရတော့ဖြစ်ကောင်းဖြစ်နေတာဟုတ်ပြီသူကြီးကတော့သူ့ညီမရဲ့ယောက်ျားဖြစ်နေတော့ဘယ်ကြော်တော့မထင်ဘူးဗျာ မောင်ကျွဲမင်းကငါတပည့်ဖြစ်ပြီတော်တော်ညံ့ပါလားလာမင်းကငါတက်တည်ပြငါလည်းလိုက်ခဲ့ဟေ့ရမင်းကဘာလုပ်လဲ ကျွန်တော်စုံစမ်းမင်းများနေရတို့မျိုးကျွန်တော်ကိုယ်ထားတယ်ဆရာ အော်ဟုတ်လားငါတော့မင်းကိုမမြင်ဘူးဗျ ဟာဟုတ်လားဆရာအဲ့လိုဖြစ်နေရလားဆရာ ရွက်တက်ပြခဲ့ဆရာဆိုကြပါ ငါအဆင်ပြေမင်းတော့မသိဘူးမင်းကတော့တော်တော်အဆင်ပြေနေမလား မေဒီကိုပဲဆရာရေး မသားကောင်းညီညီလေးလားကဲမိမကြီး ဘာဖြစ်လာပြန်တာ ဘာ လဲ ဆန်းပဲပေါက်ပြီးအမ မင်းဝမ်းလာတာတော့ ဘာလို့လဲ ဒါပါရောကြည့်လဲ ဟဲ့ရွှေဒီမှာတွေ့လား ဟာညီညီလေးလား အမြဲကိုမသိဘူး ဟုတ် ဒီမဲ့ဒီပစ္စည်းတွေကဟိုအပြိုးရဲ့ပစ္စည်းတွေ ဟုတ်လားအဖေပြောလို့ရှိရင် ဟာမလို့ဆရာတော်ပဲညောင်းလက်စမ်းပဲတာကွာအခုသူ့ဆရာနဲ့20ရာခိုင်နှုန်းတော့မလားခိုင်းမှာ သိန်း100ကျော်လို့သိန်း20တော့ရမှာလားတော့လေ လာတယ်နော် ဘာစိတ်ချတော့မလားဒါစမ်းပါ
ဟဲ့မင်းဆရာငါ့ကိုပြောတော့9ရက်ဒီနေ့4ရက်ရှိဘယ်မလဲငါရတနာတွေခုဒီတည်င်းကိုမကြားရအောင် ဟောတော့ကျုပ်ဆရာကိုအပြစ်တွေစောနေကျုပ်ဆရာကတော့ကနေတေချာစုံစမ်းမေးမြန်းခင်ဗျားတော့ကိုလာနေပြီဒီနေ့လာမသိလား မလေးဟုတ်မှလည်းလောက်ပါလေ စာကျော် ရှုံးပြန်ကွာ နင်တို့ကလည်းဂိမ်းဆောက်ဖို့မပြတ်ဘူး ဂုံပြီ ဟဲ့ငါရတနာတွေရခဲ့ပြီလားရီးမနေနဲ့ ခမရတာ20ရာခိုင်နှုန်းပေးဖို့လုပ်ထားတာမှာ မလေးအစ်စ် ခမရရဲ့ရေနာတဲ့ပစ္စည်းတွေကိုခိုးတာဘယ်လိုထင်လို့ ဒီကောင်းနေလား ဟုတ်တကယ်တော့ခမရနောက်ကျောင်းဓာတ်နဲ့ပုံကံ ဟင် ခမရရဲ့ပစ္စည်းတွေကိုခိုးတာဒီကောင်ပဲရောက်ထောက်တာ ကျမယောက်ျားအဲ့လိုလုပ်မဲ့လူမျိုးမဟုတ်ဘူးနော်ရှင်းတော့မတရားတော့တဲ့လက်ထပ်တယ်ကျမယောက်ျား ဟုတ်တယ်နင်တို့နော်ငါမောင်လေးနဲ့ငါညီမလေးမတရားမလုပ်ကြနဲ့ဒီကောင်းနေနေပါခိုးနေရောက်တယ်ဒီကောင်းနေရောက်ဟုတ်ပါ ကျုပ်ဆရာဘာမှမသိရပဲနဲ့ခင်ဗျားတို့မပြောဘူး မမလည်းလုပ်ပါကွာ အဲ့ဒါပဲအတန်းလေးဟာသူ့ငါပြောပြမယ် ဟင်း ခမရရဲ့ပစ္စည်းတွေကိုခိုးတာသူ့ပြောပြမယ်ဒီလိုဗျပြောရင်နော်ကျဲကဘာဆောင်တော့မှလူခံပါတို့ဖျက်မှလည်းမရှိကြဘူးလို့ဝင်စားခြင်းရမှာတော့အရင်ကဆောင်နေတယ် တရားတော့ရှိတော့ပါတယ်ကွာ ဟာခါကားရဲ့ဝေးဟေးဖျက်အာလို့တာဟာကျွန်တော်တို့အလူလာတယ်တို့ပါအလူကနာခိုင်းလိုက်လူနေကြလားကွာ ပေါ်ဘူးပွင့်နေတယ်လို့ကျွန်တော်တို့ အာရှိုးရှိကွာတို့ကနေဘာလူမလည်းခိုင်းတာဟုတ်ဘာကြဘာကြ ဒီကောင်တို့ကောင်ဒီကောင် ညခမ်းမှုပါလေဒီဟာဟေးဘယ်နဲ့ ဒီမှာတို့စင်ကြီးနေတယ်ဆရာ ဘာလို့ပြောရတော့ခိုးကောင်းကိုကြည့်ခိုင်းတာအဲ့ဘာလုံတော့ယောက်ျားဘာလုပ်နေလဲ ဟောဟုတ်ပါမင်းညာကလက်ကြံပလင်းလေးငါဘယ်နှထားမိကြရမင်းတွေးမိလေလား တွေ့ပါဦး ငါတော့ရှာလိုက်ဦးမယ် ဟုတ်ပွာပြီဟဲ့ဒီကားတော့မလို့ဆရာကပွာရှေးဟဲ့ရမမဖေးရကန်တော့ကိုတီ ယောက်ျားမင်းကတော့ဆက်ဆိုးတော့လုံးလိုက် အာစိတ်ချငါလို့မအေးစိ အစီကျွန်တော်တို့အားရကြီးလန်းလန်းလေး အာမင်းငါတူတူပဲလေအာရဟဲ့မင်းတို့တော့ငါပြောတယ်ရှိကိုအပြိုကြီးရင်ရန်နာပစ္စည်းတွေကို တော့ကြော်ငါတို့ခိုးတာမဟုတ်ဘူးနော် ယူအာမင်းတို့ခိုးရတော့ငါမပြောပါဘူးအခုအဲ့တခိုးငါတို့မိထားတာဟုတ်လားနော်ဒီမှာရန်နာပစ္စည်းအေးဟုတ်အပြိုကြီးငါတို့ခိုးချက်ချင်းသွားရှိအေးတဲ့ငါတို့ ကျွန်တော်ရဘာတော့မှာကြောက်က ခမရနေတာတခြားဟဲ့မလာကြမင်းရှိရရင်သွားနေဟောနောက်ကလိုက်ခဲ့ စောင်းတော့လိုက်ကြတော့ခုချက်ချင်းဆင်းသွားရှင်ငါတို့အထင်ပဲ ရှင်းပြီလားဟဲ့ပစ္စည်းထုတ်ကြလိုက်ပါပစ္စည်းထုတ်ပြန် ပြည့်ရပြီဒီမှာဗျာ အော်ဒီမို့လို့ရတယ်ဟဲ့ငါပစ္စည်းကိုကြက်လို့ ဂိမ်းလေးရှုံးလို့ပါမကြီးရ ဟိုလောက်ရလိုက်တာဟဲ့ဒီရနာပစ္စည်းတွေကလीနင်တို့ပဲပိုင်ရမှာလीနင်တို့တင်များပဲရှိတဲ့ဟောင်း အဲ့ဒါနောက်မှပြောခင်ဗျားတို့ကိစ္စကိုပြီးမှရှိကျုပ်ရဲ့20ရာခိုင်နှုန်းလာထား 20 ကျင်းတို့ပြန်တော့သိမ့်မယ် တိတ်မနေ ဘေးလာပါတနာတဲ့ ဒီအေး ပါပါလေးပဲရှိသေးတယ် နော်ဒီငါတို့တိတ်မနေ ရ ဟာဟာဟာ 20ရာခိုင်နှုန်းလေ ဟာ20ရာခင်ဗျားရဲ့ဒီပစ္စည်းရဲ့တန်ဖို့20ရာခိုင်နှုန်း အေးလေဒီပစ္စည်း20ရာခိုင်နှုန်းဒါပဲရမှာပေါ့ တနတောင်းနဲ့လားတို့ 2000နဲ့ရမှာပေါ့နင်တို့ကဒီပစ္စည်းတို့ဘာထင်နေတော့လဲဒါအတူတွေအစ်တရာဒီမှာဝတ်ထားတာလေ အဲ့ဒါတူလေလား ဒါအတူတွေ ရှင်ကားရတယ်လုတ်လိုက်တယ်လို့အစမန်ဒီအတူမှမသိနဲ့လာလိုက်ခဲ့လိုက်ခဲ့လာ လောက်ချလို့